Motivation skills ဆိုတာဘာလဲအောင်မြင်ခြင်းနဲ့ဆိုတဲ့စိတ်ကူးရှိုံနဲ့လက်တွေ့မှာမလုံလောက်ပါဘူးကျွန်တော်တို့တကယ်လိုအပ်တာကကိုအမြဲတွန်းအားပေးနိုင်မဲ့ motivation skills ကိုယ်တိုင်တွန်းအားပေးနိုင်မှုစွမ်းရည်ပါအလွယ်ဆုံးပြောရရင်တော့လှုပ်ချင်စိတ်လုံးဝမရှိတဲ့နေမျိုးမှာတော့လှုပ်တင်တာကိုဆက်လုပ်နိုင်တဲ့အတွင်းစိတ်အင်အားကိုဆိုလိုတာဖြစ်ပါတယ်အခက်ခဲတွေဘလောက်ရှိကိုယ့်ရဲ့ရည်မှန်းချက်စီကိုမနာတမ်းသွားနိုင်ဘူးဒီစွမ်းရည်ကအဓိကတော့ချက်ပါပဲ Motivation skills ရဲ့အဓိကအစိတ်ပိုင်း၅ခုကို့မှာ motivation အားကောင်းမှုဆိုရင်ဒီအချက်၅ချက်ရှိဖို့လိုပါတယ်The goal setting ရည်မှန်းချက်လမ်းမပြောက်အောင်ရှင်းလင်းတဲ့ရည်မှန်းချက်နဲ့အဆင့်လိုက်သွားရမယ်စီမံကိန်းတေချာချထားတာမျိုးပါနှစ် self discipline စီကံစိတ်ခံစားချက်ထက်ပိုခိုင်မာပါတယ်စိတ်ပါသည်ဖြစ်စေမပါသည်ဖြစ်စေလှုပ်ရှားရှိတာကိုမပြတ်မကွက်လုပ်တာဖြစ်ပါတယ်3 positive mindset အပြုသဘောအမြင်ပြဿနာတွေကိုအတားအဆီးလို့မမြင်ဘဲသင်ခန်းစာနဲ့တိုးတက်ဖို့အခွင့်အလမ်းအဖြစ်ပြောင်းလဲရှုမြင်တာပါ4 resilience ယုံထနိုင်စွမ်းလဲကျသွားရင်လည်းလက်မလျှော့ဘဲအမြန်ဆုံးပြန်ထနိုင်တဲ့စွမ်းရည်ဖြစ်ပါတယ်5 self belief ယုံကြည်မှုငါတကယ်လုပ်နိုင်တယ်ဆိုတဲ့အတွင်းစိတ်ခံယူချက်ကမကုန်ခန်းနိုင်တဲ့တွန်းအားကိုပေးပါတယ်။ဘာကြောင့်ဒီစွမ်းရည်ကအရေးကြီးတာလဲ။လက်တွေ့အကောင့်ထဲပေါ်နိုင်တဲ့ execution စိတ်ကူးရင်နေုံတင်မဟုတ်တော့ပဲအခက်ခဲကြားကနေလက်တွေ့အလုပ်ဖြစ်အောင်လုပ်လာနိုင်ပါတယ်။စွမ်းဆောင်ရည်တက်လာတဲ့ productivity အချိန်ကိုအကျိုးရှိသုံးတက်လာပြီးအလုပ်ပေါ်မှာပိုအာရုံစိုက်နိုင်လာပါတယ်။လုပ်ငန်းခွင်မှာတိုးတက်စေတဲ့ career success ကိုယ့်ဘာသာတာဝန်ယူနိုင်ပြီးအခက်ခဲကြားကယုံထားနိုင်သူတွေကိုအဖွဲ့အစည်းတွေကပိုတန်ဖိုးထားတဲ့အတွက်ယာတုလမ်းကြောင်းတိုးတက်ဖို့အခွင့်အလမ်းပိုများပါတယ်။ကိုယုံကြည်မှုတိုးစေတဲ့ရည်မှန်းချက်တွေကိုတဆင့်ချင်းအောင်မြင်လာတာနဲ့အမျှဘဝကပိုပြီးအတိတ်ပဲရှိလာပါတယ်။ Motivation skills တိုးတက်အောင်ဘယ်လိုလုပ်မလဲ။တိကျတဲ့ရည်မှန်းချက်ထားပါအောင်မြင်ခြင်းနဲ့ဆိုတာထက်6လအတွင်းအင်္ဂလိပ်စာ level တစ်ခုတက်ရမယ်ဆိုတာမျိုးတိုင်းတာလို့ရ။တဲ့ပန်းနိုင် goal ထားပါနေ့စဉ် habit တိဆောက်ပါလှုပ်ချင်စိတ်ပေါ်လာမဲ့အချိန်ကိုထိုင်ဆောက်မနေပဲနေ့စဉ်လုပ်ရမယ့်အလုပ်တွေကိုစနစ်တကျ routine အဖြစ်လုပ်သွားပါအပြုသဘောဆောင်တာတွေလေ့လာပါစိတ်ခွန်အားရစေမဲ့စာအုပ်ဖတ်တာ podcast နားထောင်တာမျိုးပုံမှန်လုပ်ပေးပါအောင်မြင်မှုအသေးလေးတွေကိုချီးကျူးပါ progress အသေးစားလေးတွေကပဲအတွင်းစိတ်တွန်းအားကိုဆက်ရှင်တန်စေတာပါမပီကောင်းတဲ့ပတ်ဝန်းကျင်မှာနေပါကိုဘေးနားကလူတွေရဲ့စွမ်းအင်ကကိုယ့်ရဲ့စိတ်ဓာတ်အပေါ်တက်ရောက်မှုအလွန်ကြီးပါတယ်အနှစ်ချုပ်ပြောရရင်တော့motivation skills ဆိုတာစိတ်ပါတဲ့အချိန်မှာကြိုးစားတာမဟုတ်ပဲလှုပ်ချင်စိတ်မရှိတဲ့နေ့တွေမှာပါဆွဲရှိရှေ့ဆက်နိုင်တာဖြစ်ပါတယ်။ motivation ရှိမှလုပ်မယ်ဆိုပြီးစောင့်မနေပါနဲ့အရင်ဆုံးစတင်လိုက်ပါလှုပ်ဆောင်မှုနောက်မှာ motivation ကအလိုလိုလိုက်လာပါလိမ့်မယ်။ဒီနေ့ပဲခြေလမ်းအသေးလေးတစ်လမ်းကနေစတင်ကြည့်လိုက်ပါအဲ့ဒီအလေးထားလေးတွေကပဲတင့်ကိုအောင်မြင်မှုစီခေါ်ဆောင်သွားမှာပါ။မေတ္တာဖြစ် Corporate Learning Institute